ဒီဗီဒီယိုကတော့ online internet ကိုလှုပ်ချိုးစွာအသုံးပြုနည်းဗီဒီယိုဖြစ်ပါတယ်ဒီနည်းတိုင်း setting ကိုခြေထားပေးလိုက်မယ်ဆိုရင်ဘယ် website ဘယ် link တဲ့ကိုပဲဝင်လှုပ်ချိုးမှုမရှိဘူးဆိုရင်ဝယ်ခွင့်ပေးမှာမဟုတ်ဘူးသတိပေးချက်ဖော်ပြပေးမှာဖြစ်ပါတယ်ကိုတို့ပြုနေတဲ့ဖုန်းမှာဒီခလုတ်လေးကိုဖွင့်ထားပေးလိုက်မယ်ဆိုရင် online internet ကိုလှုပ်ချိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်လင်းညာတွေများလာတဲ့ဒီခေတ်ကြီးမှာကိုယ့်ဘက်ကတက်နေဆိုလှုပ်ချိုးလှုပ်ထားဖို့တော့လိုပါတယ်ဘယ်လိုလှုပ်ထားရမလဲဆိုတာကိုတော့ကျွန်တော်တို့တူတူလှုပ်ကြည့်ကြရအောင် browser တွေကိုဝင်ပေးရမှာဖြစ်ပါတယ် browser ဆိုတာကတော့ Android မှာဆိုရင်တော့ Google Chrome iOS မှာဆိုရင်တော့ Safari တွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ Google Chrome တွေကိုနှိပ်ဝင်ပေးလိုက်ပါ Google Chrome တွေကိုရုပ်ပြီးဆိုတာနဲ့ပေါ်ညာဘက်တောက်နာလေးမှာဆက်သူဆက်တဲ့ကိုဆက်နှိပ်ဝင်ပေးလိုက်ပါအောက်နာလေးက setting တဲ့ကိုဆက်နှိပ်ဝင်ပေးလိုက်ပါပေါ်ဘက်ကိုဆွဲတင်ပြီးတော့ privacy and security တွေကိုဆက်နှိပ်ဝင်ပေးလိုက်ပါအပေါ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်ပါ always use good connection တွေကိုဆက်နှိပ်ဝင်ပေးလိုက်ပါ always use good connection ကိုဖွင့်ထားပေးလိုက်ပါဖွဲ့ထားပေးပြီးလိုက်ပြီးဆိုတာနဲ့ option တစ်ခုပေါ်လာမှာဖြစ်ပါတယ်အောက်ဆုံး option ကိုနှိပ်ဝင်ထားပေးလိုက်ပါဒါဆိုရင်တော့ setting ကိုခြေလို့ပြီးသွားပြီဖြစ်ပါတယ်ဒီလိုလုပ်ထားပေးမယ်ဆိုရင်ဘယ် website ဘယ် link တဲ့ကိုပဲဝင်လုံခြုံမှုမရှိဘူးဆိုရင်ဝင်ခွင့်ပေးမှာမဟုတ်ဘူးဒီ page ချက်ပေါ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်မျှဝေမှုကတော့အကျိုးရှိလို့မယ်ထင်ပါတယ်အကျိုးရှိတယ်ဆိုရင်မိတ်ဆွေတို့ comment မှာ yes လို့ရေးထားပေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အောက်ထက်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆိုတွေ့ကြပါမယ်